ပဲခူးရိုးမှတော်ထဲတွင်မိုးဆိုးကြီးဦးနိုင်မှအမဲလိုက်ပညာကျွမ်းကျင်သူပါဒီနယ်တကြောမှာသူမရဘူးတဲ့သားကောင်ဆိုတာမရှိသလောက်ပါပဲတနေ့ဦးနိုင်အမဲလိုက်ရင်လူသူမရောက်ဘူးသောကြားတင်ချင်းတစ်ခုပဲရောက်ခဲ့ပါတယ်ကြားတင်ချင်းထဲမှာကြောက်သားအတိဖြင့်ရေးထိုးထားသောကြားရုပ်တုကြီးတစ်ခုရှိနေပါတယ်သူငယ်ငယ်ကကြားခဲ့ဘူးသောကြားမျက်ရှင်ဆိုတာကိုသူအခုမြင်ဘူးလိုက်ရပါတယ်မူဆိုးကြီးဦးနိုင်ကတော့စိတ်မထိန်နိုင်ပဲရုပ်တု၏မျက်လုံးနှစ်ဖက်ကိုဓားဖြင့်ခွဲထုတ်ယူခဲ့ပါတယ်ကြားမျက်ရှင်ရတယ်ဆိုရင်ပဲမူဆိုးကြီးဟာချက်ချင်းကြားတစ်ပိုင်းလူတစ်ပိုင်းဖြစ်ပြောင်းလဲပါတော့တယ်ဒါပေမဲ့သူစိတ်ကမူဆိုးတစ်ပိုင်းကြားတစ်ပိုင်းဆိုတော့ဝေခွဲရခက်နေပါပြီတတော်တထောင်ထဲမှာလူမှုဆိုးနဲ့ကြားမှုဆိုးစီးမဆောင်ခဲ့တဲ့သူဖြစ်ကမူဆိုးကတားကောင်ပြန်ဖြစ်ရတော့မည်ကိန်းဆက်ရောက်နေပါပြီမူဆိုးကြီးကတော့ကြားမျက်ရှင်အနေနဲ့နေရမလားလူမှုဆိုးပဲလုပ်ရမလားဆိုတာစဉ်းစားရမယ့်အချိန်ရောက်လို့လာပါပြီတတော်ထဲမှာမတူတဲ့မူဆိုးနှစ်ယောက်နေလို့မရဘူးဆိုတာအစောတည်းကသူစဉ်းစားမိခဲ့ပါတယ်အဲ့လိုနဲ့ပဲလူမှုဆိုးအနေနဲ့ပြန်ပြောင်းဖို့ပဲသူစဉ်းစားဆုံးဖြတ်ခဲ့ပါတယ်သူဆုံးဖြတ်ချက်ကမှန်ကန်ပါမလားတကယ်တော့သူကရွေးချယ်ခံခဲ့ရတဲ့ကြားမျက်ရှင်တစ်ကောင်ပါသူစီးသူမဆောင်ခဲ့မှန်တည်တဲ့မူဆိုးကြီးကတော့ကြားတင်ချင်းကိုပြန်သွားပြီးသူ့ယူခဲ့တဲ့ကြားမျက်ရှင်ကိုပြန်ယူဖို့နဲ့သူ့ကိုခွင့်လွှတ်ဖို့တွားရောက်တောင်းပန်လိုက်ပါတော့တယ်မင်းငါတို့ရဲ့ကြားမျက်ရှင်ကိုပြန်ပေးလိုက်တော့ကြောင့်မင်းအသက်ကိုငါခွင့်လွှတ်မည်သို့တော့မင်းဤမျက်စိနှစ်ဖက်ကိုငါယူမည်မင်းအသက်ရှင်နေသား၍ကြားကိုဘယ်တော့မှမမြင်ရတော့ဘူးကြားဟောင်တန်ကိုသာကြားရမည်သူအသက်ရှင်နေစဉ်ကြားကိုတခါမျှမမြင်ရတော့ပဲကြားဟောင်တန်ကိုသာနောက်ကအမြဲကြားနေခဲ့ရသည်သူတည်ဆုံးပြီးနှစ်ပေါင်းများကြာလာသည့်အခါပဲခူးရိုးမတော်တဲ့တွင်အမဲလိုက်နေသောလူများကညဘက်တွင်ကြားဟောင်တန်နီးနီးကပ်ကပ်ကြားရတတ်ကြသည်သို့တော့ကြားကိုဘယ်တော့မှမမြင်ရချေအခုဇလန်းလေးကတော့ကြားမျက်ရှင်ဆိုတဲ့ကျိန်စာတင်ဇလန်းလေးပဲဖြစ်ပါတယ်အခုလို AI animation video လေးတွေကိုကြည့်ယူနိုင်ဖို့ channel လေးကိုအပေါင်းလေးနှိပ်ပြီးအသေးလေးပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်